အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Tips Project Video လေးကနေကြိုဆိုပါရရှင်ဒီနေ့မှာတော့ကျမတို့ရဲ့ကမ္ဘာမျက်နှာပြင်ကိုပြောင်းလဲစေရဲ့ကြောက်များပုံပြက်ခြင်းနဲ့ဘုံမိအနေထားများအကြောင်းကိုလေ့လာကြမှာပဲဖြစ်ပါရှင်ကြောက်တွေဘာကြောင့်ပျက်စီးရတယ်လဲကြောက်တွေပျက်စီးရခြင်းရဲ့အဓိကအကြောင်းရင်း၃မျိုးရှိပါတယ်တစ်ဖိအားတဦးတဲ့ဒါမှမဟုတ်မတူညီရဲ့ဥဒိချက်များကနေတိုက်ရိုက်ဖိခြင်းကြောင့်ပျက်စီးနိုင်ပါတယ်နှစ်အပူချိန်မြေအောက်အပူချိန်မြင့်ရင်ကြောင့်ကြောက်များပြိုကွဲပျက်စီးနိုင်ပါတယ်3အချိန်နှစ်တလရွေးကြာလာတဲ့အခါကြောက်များတစ်ဖြည်းဖြည်းပြောင်းလဲလာကပျက်စီးနိုင်ပါတယ်။ဒါအပြင်ကြောက်များဖုံးပြခြင်းကိုအမျိုးအစား၃မျိုးထပ်မံခွဲခြားသိရှိနိုင်ပါတယ်ရှင်။၁ရုပ်ပိုင်းဆိုင်ရာပုံပြခြင်း၂ဓာတ်ဗေဒဆိုင်ရာပုံပြခြင်း၃ဇီဝပစ္စည်းဆိုင်ရာပုံပြခြင်းတို့ပဲဖြစ်ပါတယ်ရှင်။၁ရုပ်ပိုင်းဆိုင်ရာပုံပြခြင်းရုပ်ပိုင်းဆိုင်ရာပုံပြခြင်းဟာဆိုရင်ဖြင့်အပူအေးပြောင်းလဲမှုပေါ်မူတည်၍ကြောက်တုံးများကျိုးပဲ့ပစ္စည်းခြင်းကိုဆိုလိုပါရှင်ဥပမာနေ့အချိန်တွင်နေ၏အပူချိန်ဟာမြင့်တက်ပြီးတော့ညအချိန်မှာအပူချိန်ရောကြ၍ကြောက်အတွင်းကပောက်ကွဲပစ္စည်းခြင်းကိုဆိုလိုပါရှင်ဓာတ်ဗေဒဆိုင်ရာပုံပြခြင်းလေရေထုအောက်ရှိအက်ဆစ်နှင့်ဓာတ်ပေါင်းများကြောင့်ကြောက်တဲ့ရှိဓာတ်တက်ရောက်မှုများပြောင်းလဲသွားခြင်းကြောင့်ကြောက်များပုံပြနိုင်ပါတယ်ဥပမာမွေးရတဲ့ကကာဗွန်ဒိုင်အောက်ဆိုက်ကြောင့်ကြောက်များပုံပြခြင်းကိုဆိုလိုပါရှင်3ဇီဝဆိုင်ရာပုံပြခြင်းဇီဝဆိုင်ရာပုံပြခြင်းမှာဆိုရင်ဖြင့်တိမြညာကြောင့်ပျက်စီးရသည့်အပြင်လူတို့ရဲ့လှုပ်ဆောင်မှုကြောင့်ပျက်စီးနိုင်ပါတယ်ဥပမာလူသားတို့မြေချင်းသူချင်းအစာအုပ်များဆောက်လုပ်ခြင်းကြောင့်ဖြစ်ပါတယ်ဒီတော့ကြောက်များပုံပြခြင်းနဲ့ဘုံမိနေထားတွေဟာကမ္ဘာကြီးရဲ့တဘာဝပြုပြောင်းလဲမှုတွေကြောင့်ပဲဖြစ်ပါရဲ့ရှင်ပြည့်စုံတွေကိုနားလည်ခြင်းအပြင်ကျွန်တော်တို့ရဲ့ကမ္ဘာကြီးအကြောင်းကိုပုံမသိရှိနိုင်ပါတယ်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်